ဒါတွေကပတ်ကွာဒီယိုလာကင်တွယ်ခဲ့ဘူးတဲ့အကောင်းဆုံးကစားသမားတွေတင်မဟုတ်ပါဘူးအဲ့ဒီလိုလိုက်ပြောနေရင်3နာရီလောက်ကြာသွားပါလိမ့်မယ်ဒါကတော့ပက်ရဲ့ကိုယ်ပိုင်ယုံကြည်မှုကိုအပြည့်အဝရရှိခဲ့ပြီးကွင်းထဲမှာဂွာဒီယိုလာရဲ့ကိုပွားတွေလိုဖြစ်ခဲ့တဲ့ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်မန်စီးတီးမှာဂွာဒီယိုလာရဲ့ခေတ်တစ်ခေတ်ကုံဆုံးတော့မဲ့အချိန်မှာပတ်တကယ်ကိုချစ်မြတ်နိုးခဲ့တဲ့ကစားသမား9ယောက်အကြောင်းကိုကြည့်လိုက်ရအောင်အဆင့်9ဖီဖိုဒန်ပတ်ကွာဒီယိုလာကဖီဖိုဒန်ကိုဘလောက်အထိချစ်လဲဆိုတာသူ့အပေါ်ဘလောက်စိတ်ရှိခဲ့လဲဆိုတာနဲ့တင်သိတာပါတယ်ဖိုဒန်မန်စီးတီးအသင်းကြီးကိုစတင်ရောက်ရှိလာကြတဲ့ကပတ်ကသူ့ကိုတေချာကာကွယ်ပေးခဲ့ပါတယ်ပရိသတ်တွေကဖိုဒန်ကိုပွဲထွက်ခွင့်ပို့ပေးဖို့တောင်းဆိုနေချိန်မှာတော့ဂွာဒီယိုလာကဖိုဒန်ဟာထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဖြစ်လို့အချိန်မတိုင်ခင်အလောတကြီးမလုပ်ချင်ဘူးလို့အမြဲပြောခဲ့ပါတယ်နောက်ဆုံးတော့အဲ့ဒီစိတ်ရှိမှုကအရာထင်ခဲ့ပါတယ်ဖိုဒန်ဟာအကယ်ဒမီလူငယ်လေးဘဝကနေမန်စီးတီးရဲ့အရေးကြီးဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကွင်းလယ်အလဲကောတောင်ပန်တွေမှာပါကစားနိုင်တယ်လို့မန်စီးတီးရဲ့ကွက်လက်ရှာဖွေပုံနဲ့ pressing ဆင်းတဲ့ပုံစံတွေကိုအရန်နားလည်တဲ့အတွက်ပွဲကြီးပွဲကောင်းတွေမှာပတ်ကသူ့ကိုလုံးဝယုံကြည်ခဲ့ပါတယ်။ဂွာဒီယိုလာကသူ့ကိုသူကင်တွယ်ခဲ့ဘူးသမျှထဲမှာပါရမီအရှိဆုံးကစားသမားလို့တောင်ချီးကျူးခဲ့ဘူးပါတယ်။အဆင့်8 AK ကန်ဒိုကန်ဟာပတ်ကွာဒီယိုလာရဲ့ယုံကြည်မှုကိုအဆုံးစွန်ရခဲ့တဲ့ကစားသမားတစ်ယောက်ပါတကယ်တော့သူဟာမန်စီးတီးကိုပတ်ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားဖြစ်ပြီးနှစ်တွေကြာလာတာနဲ့အမျှပတ်ကအရေးကြီးတဲ့အခိုက်အတန့်တွေကိုသူ့အပေါ်မှာပဲတိစောက်ခဲ့ပါတယ်ပတ်အကြိုက်ဆုံးကတော့ကန်ဒိုကန်ရဲ့အမျှော်မြင်ပါပဲသူကပွဲအချိန်ကိုထိန်းနိုင်တဲ့ PR ရီဂျာကကစားနိုင်တယ်လို့နေရာယူမှုလည်းစံပြဖြစ်ပါတယ်2023မှာမန်စီးတီးဖလား3လုံးရခဲ့တုန်းကကန်ဒိုကန်ကအသင်းကောင်းဆောင်ဖြစ်တာဝန်ယူခဲ့ပြီးမန်ယူနဲ့ဘိုလူပွဲမှာကိုသွင်းခဲ့ပါတယ်သူဘာစီလိုနာကိုပြောင်းသွားတဲ့အချိန်မှာတော့ပတ်ကသူ့ရဲ့ခေါင်းဆောင်မှုနဲ့ဘောလုံးအမြင်ကိုအစားထိုးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့စိတ်လှုပ်ရှားစွာနဲ့ဖွင့်ပြောခဲ့ပါတယ်အဆင့်9တီယာကိုအကန်ဒါယာပတ်ကွာဒီယိုလာအနေနဲ့တီယာကိုလောက်အထိအတင်းအကျပ်အလိုရှိခဲ့တဲ့ကစားသမားရှားပါတယ်ပတ်ဘာစီလိုနာကနေဘိုင်ယန်မြူးနစ်ကိုပြောင်းတဲ့အချိန်မှာကလပ်အသင်းကိုတိုက်ရိုက်ပဲပြောခဲ့ပါတယ်တီယာကိုခေါ်ပေးပါမခေါ်ပေးရင်ဘယ်သူကိုမှမခေါ်နဲ့တော့တဲ့ဘက်ကအသင်းဟောင်းကကစားသမားတွေကိုခေါ်လေးမရှိပေမဲ့တီယာကိုကတော့ချင်းချက်ပါ PR တွေကိုခုခံနိုင်စွမ်းပွဲအချိန်ကိုထိန်းကျောင်းနိုင်စွမ်းတွေကြောင့်တီယာကိုဟာပတ်ရဲ့ဘောလုံးပြူဟာနဲ့ကွက်တီဖြစ်ခဲ့ပါတယ်ဘိုင်ယန်မှာသူဟာကွင်းလေရဲ့နှလုံးသားဖြစ်ခဲ့ပြီးပတ်နဲ့ဘောလုံးအမြင်ချင်းတူညီတဲ့ရှားပါးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်အဆင့်6ဖလစ်လန်ပတ်ကွာဒီယိုလာရဲ့ဘောလုံးပုံစံကိုဖလစ်လန်ထပ်ပို့ပြီးကိုစားပြုနိုင်တဲ့သူမရှိသလောက်ပါပဲပတ်ဘိုင်ယန်မြူးနစ်ကိုရောက်တဲ့အချိန်မှာလန်ကကမ္ဘာအကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်နေပါပြီဒါပေမဲ့ဂွာဒီယိုလာကသူ့ကိုတောင်းပန်မှာပဲမထားပဲကွင်းလေလဲကိုရွှေ့ကစားစေခဲ့ပြီးပွဲကိုထိန်းချုပ်ခိုင်းခဲ့ပါတယ်ဒါဟာကစားသမားတစ်ယောက်ရဲ့ဘောလုံးအုံနောက်ကိုပတ်ဘလောက်ယုံကြည်လဲဆိုတဲ့ပြကွက်ပါပဲပတ်ကလန်ကိုသူကင်တွယ်ခဲ့ဘူးသမျှထဲမှာအတိညာရှိဆုံးကစားသမားလို့လူသိရှင်ကြားချီးကျူးခဲ့ပါတယ်လန်ဟာကွင်းတဲမှာပတ်ရဲ့ဗျူဟာတွေကိုအားစိုက်စရာမလိုပဲအကောင်းဆုံးအကောင့်ထဲဖော်ပေးခဲ့တဲ့ကိုပွားဖြစ်ခဲ့ပါတယ်အဆင့်9 Andres Iniesta နဲ့ပတ်သက်ရင်ပတ်ကွာဒီယိုလာဟာဘောလုံးရဲ့အနှစ်သာရကိုမြင်တွေ့ခဲ့ရတာပါအင်နီယက်စတာကဂိုးရည်အတွက်တွေကိန်းဂဏန်းတွေထက်ကွင်းထဲကရုံရင်းဆန်ခတ်အခြေအနေတွေကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်အခက်အခဲဆုံးနေရာတွေ PR တွေကြားကနေသူကအေးအေးဆေးဆေးဖြည့်ရှင်းနိုင်ပါတယ်ဘာစီလိုနာရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကွင်းလယ်မှာသူဟာအတိကအစိပ်ပိုင်းဖြစ်ခဲ့ပြီးပွဲတွေစိတ်လှုပ်ရှားစရာကောင်းလာချိန်မှာပွဲရှိန်ကိုတေချာထိန်းပေးနိုင်လို့ပတ်ကသူ့ကိုအမြဲယုံကြည်ခဲ့ပါတယ်ပတ်ကအင်နီယက်စတာကိုကစားပေးရတာဟာဖျားသခင်ရဲ့လက်ဆောင်တစ်ခုပဲလို့တောင်တန်ဖိုးထားပြောဆိုခဲ့ပါတယ်။အဆင့်၄ရိုဒရီအစပိုင်းမှာတော့ရိုဒရီဟာပတ်ကွာဒီယိုလာရဲ့ကနဝင်ကွင်းလယ်လူပုံစံမျိုးမဟုတ်ခဲ့ပါဘူး။ဖာနန်တင်ဟိုရဲ့နေရာကိုအစားထိုးနိုင်ပါမလားဆိုပြီးမေးခွန်းထုတ်စရာတွေရှိခဲ့ပါတယ်။ဒါပေမဲ့ပတ်ကသူ့ကိုအပြည့်အဝယုံကြည်လိုက်တဲ့အခါမှာတော့ရိုဒရီဟာမရှိမဖြစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ဖာနန်တင်ဟိုကိုတောင်အရန်ခုံမှာပဲထားရှိခဲ့ရတဲ့အထိပါပဲ။ဂွာဒီယိုလာကအသင်းရဲ့ဟန်ချက်တစ်ခုလုံးကိုရိုဒရီအပေါ်မှာပဲတိစောက်ခဲ့ပါတယ်။ပတ်ကသူ့ကိုကမ္ဘာအကောင်းဆုံးကွင်းလယ်လူတစ်ယောက်လို့ချီးကျူးခဲ့ပြီး2022နှစ်ဆက်3ဖလား3လုံးရတဲ့ရာသီမှာရိုဒရီဟာပွဲပေါင်း56ပွဲအထိကစားပြီးအသင်းကိုအကောင်းဆုံးကြောထောက်နောက်ခံပေးခဲ့ပါတယ်။အဆင့်3ဆာဂျီယိုဘူစကတ်ပတ်ကွာဒီယိုလာရဲ့ဘောလုံးပြူဟာအတွက်တီးတန့်ဖန်တီးထားသလိုကစားသမားမျိုးရှိရင်အဲ့ဒါဘူစကတ်ပါပဲပတ်ကဘာစီလိုနာပြီးအသင်းကနေသူ့ကိုပထမအသင်းကြီးစီချက်ချင်းခေါ်ယူခဲ့ပြီးလအနေငယ်အတွင်းမှာပဲစီနီယာကစားသမားတွေကိုကြော်ကာပွဲထွက်ခွင့်ပေးခဲ့ပါတယ်ဘူစကတ်ကမြန်ဆန်တာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာတမာတာမျိုးမဟုတ်ပေမဲ့သူ့ရဲ့နေရာယူမှုနဲ့အမျှော်မြင်ကိုပတ်ကအရန်သဘောကျပါတယ်ဂွာဒီယိုလာရဲ့နာမည်ကြီးစကားရှိပါတယ်မင်းပွဲကိုပဲကြည့်ရင်ဘူစကတ်ကိုမြင်ရမှာမဟုတ်ဘူးဒါပေမဲ့ဘူစကတ်ကိုစောင့်ကြည့်ရင်တော့ပွဲတစ်ခုလုံးကိုမြင်ရလိမ့်မယ်တဲ့အဆင့်2 Kevin De Bruyne
Kevin De Bruyne ဟာပတ်ကွာဒီယိုလာရဲ့ Man City ခေတ်မှာအသင်းရဲ့ပြကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ပတ်က De Bruyne ကိုတာမန်အသုံးချရုံတင်မဟုတ်ပဲသူ့ရဲ့စွမ်းဆောင်ရည်တွေကိုအဆုံးစွန်အထိဆွဲထုတ်ပေးခဲ့ပါတယ်။ Guardiola ရဲ့အောက်မှာ De Bruyne ဟာဖန်တီးမှုဂိုးသွင်းမှုနဲ့ပတ်စ်ပေးမှုတွေမှာအပြည့်စုံကွင်းလည်လူဖြစ်လာခဲ့ပါတယ်။တရားတီကိုဂိုးဖန်တီးမှု20ကျော်ဂိုးသွင်းကနန်းလဲ10ကနန်းကျော်နဲ့ Man City Champions League အပါအဝင်ဖလားတွေအကုန်ရအောင်သူကဥဆောင်ပေးခဲ့ပါတယ်။ပတ်က De Bruyne ဟာကမ္ဘာအကောင်ဆုံးကစားသမားတစ်ယောက်ဖြစ်ပြီး Man City ရဲ့တိုက်စစ်အရှိန်ကသူ့ပေါ်မှာပဲမူတည်နေတယ်လို့ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။အဆင့်1 Lionel Messi နဲ့ပတ်သက်ရင်ပတ်ကွာဒီယိုလာဟာကစားသမားတစ်ယောက်ကိုနီးပြနေတာမဟုတ်ပဲမက်ဆီကိုဗဟိုပြုပြီးဘောလုံးစကြဝဠာကြီးတစ်ခုလုံးကိုတိစောက်နေတယ်လို့ပါပဲဘာစီလိုနာမှာသူတို့အတူရှိစဉ်မက်ဆီဟာပတ်ရဲ့လက်အောက်219ပွဲမှာ217ဂိုးအထိသွင်းပြီးမယုံနိုင်စရာကိန်းဂဏန်းတွေပြသခဲ့ပါတယ်ပတ်ကမက်ဆီကို2009မှာ False 9တိုက်စစ်မှုအတူနေရာကိုပြောင်းလဲကစားစေခဲ့ပြီးမော်ဒန်ဘောလုံးလောကကိုပြောင်းလဲပစ်ခဲ့ပါတယ်ပတ်ကမက်ဆီကိုကွင်းထဲမှာလွတ်လပ်ကစားပိုင်ခွင့်ပေးခဲ့ပါတယ်နှစ်တွေကြာလာတဲ့အထိပတ်ကမက်ဆီဟာသူမြင်ဘူးသမျှထဲမှာအကောင်းဆုံးကစားသမားလို့အမြဲပြောလေးရှိပါတယ်။တကယ်တော့ဒီစရင်ကဒီထက်အများကြီးပိုရှိနိုင်ပါသေးတယ်။စာဘီဘာနာဒိုဆေးဗာဂျွန်စတုန်းစတာလင်သောမတ်မူလာနဲ့ဒန်နီအဲဗက်စ်တို့ဟာလည်းပတ်နဲ့အထူးဆက်ဆံရေးရှိခဲ့ကြသူတွေပါ။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့။ပတ်ကွာဒီယိုလာရဲ့ဘောလုံးဖြူဟာကိုဘယ်ကစားသမားကအကောင်းဆုံးနားလည်ခဲ့လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးခင်ဗျာ။